Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Harry ပါဆိုတော့လောဆယ်တော့အခုကျွန်တော်ရဲ့ Ark Survivor Evolve Random ရဲ့ D2 လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုလောဆယ်အိမ်ပြန်ပြီးတော့မေးစည်းဦးသွားယူနေရပါဗျာအကုန်လုံးစောင့်နေရမှာဆိုလို့ကျွန်တော်အမြန်နဲ့ပဲပြလိုက်ပါတယ်ဆိုတော့ကျွန်တော်အခုအိမ်ပြန်ပြီးတော့မေးစည်းဦးယူပြီးတော့အကောင့်တွေရှိသွားပြီးတော့မေးစည်းဦးလေးတိုက်ပါမယ်ဘာလို့လဲဆိုတော့မြန်နိုးလာမှာဆိုလို့ဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တိမ်မီလုပ်လို့လွယ်ကူပါပါတယ်နှစ်ကောင်လုံးတိုက်ပါမယ်ဗျတော့ကျွန်တော်ဘေးမှာ supply တစ်ခုတော့ကြာနေပြီဗျကျွန်တော်အခု level လောက်နေတော့ဒီ supply ကဖွင့်လို့ရလောက်မယ်တင်တယ်ဗျဆိုတော့ကျွန်တော်အခုတော့level လေးတင်ပါမယ်တင်ပြီးဒီ supply ကိုရမလားလို့ကျွန်တော်စမ်းကြည့်ပါမယ်ပြီးတော့ဟိုမိနေရင်နှစ်ကောင်လဲဆက်တဲ့တင်ပေးအောင်မယ်ဗျဆက်တဲ့တင်ပေးမှကျွန်တော်က like စီးလို့ရမှာဆိုတော့သူ့ရဲ့ဆက်တဲ့လေးတစ်ချက်ရှာကြည့်လိုက်အောင်မယ်ဗျဆက်တဲ့ shining နဲ့ကျွန်တော်ဒီ metal ပစ္စည်းလေးရင်ဆုံးဖွင့်ထားပါတယ်ဒီ metal ပစ္စည်းကြီးကပို့ပြီးတော့လိုအပ်ပါတယ်ကျွန်တော်ရဲ့ပထမအောင်ဆုံးဒီ one video မှာလည်းကျွန်တော်ပြောထားပါတယ်ဒီ metal ပစ္စည်းကြီးကတော်တော်ကြီးကြီးပါတယ်ကျွန်တော် level ရမရသေးဘူးဗျ38မှရမှာဆိုတော့ကျွန်တော် level ထပ်ဖန်းအောင်ပဲဗျကျွန်တော်အားလေးကိန်းလေးကြီးကျွန်တော်ဆော့ရတာကြည့်ရတဲ့သူတွေအတွက်ပြင်းသွားလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအားလေးကိန်းကတော့အရင်ဖန်ပြီးတော့မှအကောင်လုံးကြည့်ချင်နေကြတဲ့တခြား dinosaur တွေဖန်အောင်လုပ်ရမှာဆိုတော့နည်းနည်းလေးကြာမယ်ဗျsupply ရလည်းကြာလာပြီဆိုတော့တစ်ချက်ကောက်လို့ရမယ်ဆန်းကြည့်မယ်ဗျကျွန်တော်ကန်ကောင်းနေဗျကျွန်တော် dino level ကြည့်ရဟာရပြီဗျကျွန်တော်ဒါလေးကိုထည့်ပါမယ်ကျွန်တော်ဒီဥစ္စာလေးနဲ့ကြည့်လို့ရှိရင်ကျွန်တော် dinosaur တွေကိုအနီးကပ်ကြည့်စရာမလိုဘဲနဲ့ level ဘယ်လောက်ရှိလဲဆိုတော့တန်းကြည့်လို့ရပါတယ်ဆိုတော့ဒါအရန်ကိုသုံးဝင်ပါတယ်ဆိုရင်ဒါကျွန်တော်အကောင်ကိုမြင်နေရ level 15ဆိုမြင်ရတယ်ရှေ့အကောင်လေးကြည့်လိုက်ပြီအဝေးရအကောင်လေးပါမြင်ရတယ်ဗျ level ဘယ်လောက်ရှိလဲဆိုတော့ဒါအရန်သုံးဝင်ပါတယ်ကျွန်တော်နောက်ပိုင်း dinosaur တွေဖန်လို့ရှိရင်ဒီ level ကြီးရဟာလေးနေကြည့်ပြီးတော့ဖန်ရတာမလို့ဗျကျွန်တော်ရဲ့အိမ်မင်းကတော့အကုန်လုံးမြင်ကြတဲ့အတိုင်းပဲတလွဲပါပဲအဝေးရကောင်နေပြေးလို့ရှိရင်တလွဲပါပဲအနီးကပ်ပြစ်တဲ့ကောင်တော့တော်တော်ကြီးနီးကပ်မှကျွန်တော်အထိရဗျ
တော် difficulty မြင့်ထားလို့လည်းမသိဘူးဗျအကောင့်တွေက timing လောက်ကအရန်ကြာနေတယ်ဗျဆိုတော့ကျွန်တော် Instagram မှာတော့ခေါ်ထားမှရမယ်ဘာလို့လဲဆိုတော့ကျွန်တော် timing လောက်တဲ့ကောင်လေးပျောက်သွားမှာဆိုတော့ဗျဒီကောင်ကနိုးတော့မယ်ဆိုတော့မေးစေးဦးလေးနည်းနည်းတိုက်ထားလိုက်မယ်ဗျအဲဆိုလို့ရှိရင်သူမြန်မနိုးဘဲနဲ့ကျွန်တော် timing process လေးစပြီးတော့သုံးလို့ရအောင်ဗျဆိုတော့ဒီကောင်လေးရလာလို့ရှိရင်ကျွန်တော်မြေပုံလေးလိုက်ကြည့်မယ်ကျွန်တော်စကန်ချလို့ရမယ့်နေရာကြီးလိုက်ရှာမယ်ပြီးလို့ရှိရင်ကျွန်တော် supply လေးလိုက်ကောက်မယ်ဒီမြေပုံထဲမှာတော့ဒီ graphic ကပေါ့ဗျာအဲ့ကောင်လေးပြီးလို့ရှိရင်ဒီ power တော့အများဆုံးပဲဗျာကျွန်တော်တကောင်ရခဲ့ပြီဗျ level 15 တကောင်တော့ရရဗျ။အိုးကျွန်တော်22တောင်တက်တယ်ဗျ။သူ့ကိုအခုကစီးလို့လည်းမရသေးဘူးဆိုတော့ခဏလေးထားအောင်မယ်။နောက်ထပ်တကောင်ထပ်ဆောင်အောင်ပါဗျ။ကျွန်တော်အခုလောဆယ်တော့သူတို့အထီးမှ2ကောင်ဖမ်းထားရ။ဘာလို့လဲဆိုတော့ကျွန်တော်နောက်ပိုင်းအကေလန်တစ်ကွက်ဒီမှာတည်လို့ရှိရင်လည်းသူတို့ကိုဒီတကောင်တည်သွားလို့ရှိရင်နောက်တကောင်နဲ့ရအောင်လို့ဗျာပြီးတော့ကျွန်တော်သူတို့ဖောက်ပြီးတော့ပေါက်လာတဲ့အကောင်လေးကိုပဲစီးမှာဆိုတော့သူတို့အထီးမှ2ကောင်ဖမ်းထားတာပိုကောင်းတယ်ဗျာကျွန်တော်ဖြန်တဲ့ကောင်နောက်တော့ကောင်က level ရမ်းများလို့လာမသိဘူးဗျအရမ်းကြာရဗျအခုညမိုးချုပ်သွားဒီတော့မှဟိုကောင်မလိုးလာသေးဘူးဆိုတော့သူ့ကိုဆောင်ရင်းနဲ့ကျွန်တော်လိုအပ်တဲ့အသားပုတ်လေးလည်းဖြန့်ထားမယ်ဗျပြီးလို့ရှိရင်နိုးတော့မှာဗျမနှမ်းမှနိုးလာတော့မသိဘူးဗျသူတိမ်းမင်းလုပ်တော့တော်တော်ကြာရဗျကျွန်တော် day 1နဲ့ကတိမ်းမင်းလုပ်နေအခု day 2ရောက်တဲ့အထိပဲတိမ်းမင်းကမပြီးသေးဘူးဗျရှေ့မှာ supply လေးတစ်ခုတော့တွေ့တယ်။တော့ကောက်ချင်တယ်။ဒါပေမဲ့ဒီကောင်နိုးလာမှာဆိုလို့
မိုးတော့လင်းတော့မယ်ဗျာမနိုးလာသေးဘူးဆိုတော့ကျွန်တော် graphic လေးတစ်ချက်ကြည့်လိုက်အောင်ဗျာအပစ် okay ကျွန်တော် graphic လေးတော့အဆုံးထိတင်လာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ရတဲ့သူတွေက graphic အရင်ကြာသွားလို့ရှိရင်ကျတော့အရင်ဝါတားနေအောင်မြင်နေရမှာဆိုတော့ဗျာ graphic တော့ပို့ပြီးတော့ညှင်လာတယ်ဗျာအဆုံးထိတော့ညှင်လာတယ်မိုးအောင်နေဝိုင်းခုချိန်นี้မနိုးလာသေးဘူးရှေ့အကောင်က level 145အဲ့ကောင်လေးဖမ်းကျင်တာဒါပေမဲ့အဲ့ကောင်ဆိုရင်အရန်ကြာသွားမလားမသိဘူးဗျာဒီ level 50ကောင်တော့တော်တော်ကြာနေရဆိုအဲ့ female လေးကိုလိုချင်တယ်ဘာလို့လဲဆိုတော့နှစ်ကောင်ဖောက်လိုက်လို့ရှိရင်တော့ level အများကြီးထွက်လာမှာပေါ့ဆိုတော့စမ်းကြည့်အောင်ကျွန်တော်ရဲ့အိမ်မင်းကတော့အကုန်လုံးမြင်တဲ့အတိုင်းပဲလွယ်မြဲလေးစေးပါအခုဆိုရင်တော့ကျွန်တော် level ရော up သွားပြီဗျာကျွန်တော်ရပြီလားတော့မသိဘူးဗျာဆက်တည်းอ่ะပြီးမှတစ်ချက်ကြည့်လိုက်မယ်ဗျာဆိုတော့level တစ်ခုလေးပဲလိုတော့ဗျာနောက်ဆုံး level ကျမှလာပြီးတော့တက်38မှာမရဘူးဆိုတော့ကျွန်တော်သူ့စက်တေးရောက်လုပ်ပြီးတော့ဒါပေမဲ့ကျွန်တော်သိရသလောက်ကသူ့စက်တေးကဒီချင်းတင်နေတို့အဆွဲကြီးလိုတယ်ဗျဆိုတော့ကျွန်တော် fan ဟိုင်ကောင်းလို့ဒီအခုကတော့ကျွန်တော်တကယ်လိုအပ်တဲ့အရာတွေရင်ကောင်းဖွင့်တာပါဗျ။ဘာလို့လဲဆိုတော့နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်လိုအပ်မယ့်အရာတွေကျွန်တော်အသုံးပြုရမယ့်ဟာတွေရင်ကောင်းဖွင့်တာအကောင်းတယ်ဗျ။တခြားဟာတွေကျတော့နောက်ပိုင်းတကယ်လိုအပ်မှဖွင့်တာပိုကောင်းတယ်။ဘာလို့လဲဆိုတော့ပို့ပြီးတော့ကြာသွားမှာဆိုလို့ဗျ။တော့မီဗီယိုလေးနည်းနည်းတိုက်တာ။မေးစရာအရင်နေသူတိတ်မင်းတော့ပြည့်အောင်ပဲဗျာဒါပေမဲ့စိတ်ချအောင်
ဆိုတော့ကျွန်တော်ဒီနှစ်ကောင်လဲနာမည်လေးပေးဖို့အတွက်အကုန်လုံး comment မှာရေးသွားကြပါအော်ရပြီရသူတို့ကိုနာမည်လေးပေးဖို့အတွက်ရေးသွားကြပါအကုန်လုံးကျွန်တော်ရဲ့ viewer ကြီးပြောရဲ့နာမည်လေးပဲကျွန်တော်ပေးပါမယ်ဆိုတော့သူတို့ကိုလောဆယ် comment ပေးဖို့အတွက်တော့ကျွန်တော်လိုက်ရှာနေပါโอเคရပြီဆိုတော့သူတို့အကုန်လုံး following လုပ်ခိုင်းလိုက်မယ်ဗျာ following လုပ်ခိုင်းလိုက်မယ်ကျွန်တော်ကဒီ parasol စီးပြီးတော့ပဲအိမ်ပြန်လိုက်မယ်လောဆယ်သူတို့နှစ်ယောက်ကကျွန်တော်စီးလို့လည်းမရသေးဘူးဆိုတော့သူတို့အိမ်မှာပဲခဏထားထားအောင်မယ်ဘာလို့လဲဆိုတော့ကျွန်တော်သွားရနေရတယ်ဆိုတီးသွားမှာဆိုတော့ပြီးတော့သူတို့ရဲ့အတွက်စက်တယ်လေးလည်းကျွန်တော်လုပ်အောင်မယ်ဗျအဲ့ဒါမှအကုန်လုံးကြီးကျင်နေရဲ့ပို့ပြီးတော့ survive ဖြစ်တဲ့ဟာလေးလုပ်ပြီးလို့ရပါဗျကျွန်တော်ကန်ကောင်းနေရလားတော့မသိဘူးဗျအခုချိန်ကြီးတော့တစ်ခါမှတော့မတည်သေးဘူးဗျဘယ်ချိန်ကျမှတည်မလဲတော့မသိဘူးဒီအောက်ထဲမှာကျတော့အဲ့လိုတေသွားလို့ရှိရင်ပစ္စည်းတွေကပြန်ရှာရတာခက်တယ်ဗျကျွန်တော်တို့ player တော်တော်များများရဲ့အဓိကအကြောင်းရင်းကလည်းအဲ့အားနေပဲတိုင်ပတ်နေကြတာများတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းအဲ့ရမျိုးခဏအောင်ဖြစ်တယ်ဗျာအဲ့လိုကိုတေဝါရဲ့ပစ္စည်းတွေတောင်မှပြန်ပြီးတော့သွားမယူချင်တဲ့အချိန်အောင်ဖြစ်တယ်ကိုအိမ်ရောက်ပြီဆိုတော့ဒီနှကောင်ကိုအရင်ထားခဲ့ရအောင်။ဟာ။ကောဘယ်လိုဖြစ်လို့ပြန်နေရ။ဒီနားလာရဲ့။အောင်စင်။မင်းမပါဘူးလေမင်းကနောက်ဆိုမင်းမခေါ်ဘူး။ဆင်းလာတော့following လို့ပြောနောက်လိုက်ခဲ့ခံလိုက်မယ်ဒီဒီနားမှာဆင်းခံလိုက်မယ်ဟာဒီနားအောင်ဆင်းတော်တော်ပြန်နေကောင်ပဲပြရပါရဲ့ဆင်းလိုက်တာဆိုတော့သူတို့ကို level လေးကိုတင်ထားပေးမှရမယ်ဗျဟောလဲဆိုတော့ကျွန်တော်နောက်ပိုင်းစီးရမှာဆိုတော့သူတို့လည်းအိမ်ပြန်ခေါ်လာပြီးပြီနေရာလဲချပြီးပြီဆိုတော့ကျွန်တော်တူးလာတဲ့မက်တယ်လေးတွေယူမေးဗျယူပြီးတော့ကြိုထားတာကောင်းတယ်ဗျဘာလို့လဲဆိုတော့နောက်ပိုင်းလှုပ်ရှားရှိရဗျဟိုပေါက်ချွန်းနေပါကြတော့ကျွန်တော်အခုရှိရဟာရကြောက်တုံးနဲ့လှုပ်တဲ့ဟာတွေပဲဆိုတော့တိတ်မကောင်းဘူးဗျ
မတိုင်နဲ့လုပ်တဲ့ဟာကြီးကပူပြီးအဆင်ပြေတယ်ဆိုတော့သူတို့နေရာကိုမိတ်တင်ဖွင့်ပေးထားရင်ကောင်းလားမသိပြီးမှဖွင့်ရမှာမသိဒီနားလားပါရဆောမပါဘူးလေဆိုတော့ level လေးရင်တင်လာဆိုတော့ကျွန်တော်ဖွင့်ပေးလိုက်ပြီဆိုတော့မိတ်တင်လေးကြီးလည်းတက်သွားလာပြီဆိုတော့သူတို့ဥလို့ရှိရင်အဲ့ဥကိုယူပြီးတော့ကျွန်တော်ကနောက်ပိုင်းဟိုအကောင်လေးဖောက်အောင်ပါပေါ့ဖောက်ထားတာပိုကောင်းတယ်ဗျ။ဘာလို့လဲဆိုတော့ဒီကောင်လေးကအသုံးဝင်တယ်ကျွန်တော်အကေလမ်းမှာတည်သွားလို့ရှိရင်တော့မှသူတို့ကိုအိမ်ပြန်လာပြီးခေါ်ပြီးတော့ကျွန်တော်တည်သွားတဲ့နေအောင်ပြန်သွားလို့ရတယ်ဗျ။ဆိုတော့သူတို့ဆက်တဲ့အတွက်ကျွန်တော်လက်လေးလိုက်ရှာမယ်ဗျ။လက်ကကြတော့ကျွန်တော်တို့အချွန်နေရတယ်ဗျ။အခွန်နေရကြတော့ဒီပျောစိတ်တို့ဘာလို့တိုက်နေရတယ်ဒါပေမဲ့အဲ့ကောင်လေးကြီးကြတော့ဟိုးဘက်အနောက်ပိုင်းထဲမှာသွားရှောင်မှာဆိုတော့တခြား level မြင့်တဲ့ dinosaur နဲ့တွေ့လို့ရှိရင်ကျွန်တော်ကတည်သွားလို့ရှိရင်အခုချိန်ကပြန်ရနေရမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီလေးလေးတွေရှာနေတယ်ဆိုတော့ဒီနားမှာအရင်တော့ခဏတွေ့ပါရဲ့ဘေးရောက်ဟိုဘက်ကမ်းပါလားရေကူးသွားကြည့်လိုက်များလေးရောအစင်းင်းလောက်ရမယ်ဗျဒါကြီးတော့ကျွန်တော်ဆော့ဝူးများထဲမှာဒီ Ragnarok Map ကဒီရေတကွန်အများဆုံးပါရမယ်လို့ပြောလို့ရတယ်ဗျဘယ်နေရာကြီးရေတကွန်နေကြီးပဲဆိုတော့ကျွန်တော်အရှိမထက်တိုင်းလို့ဆိုလေးတခုတွေ့တယ်ဗျအဲ့ကောင်လေးကြတော့သူတို့ကကြတော့ပိုကောင်းတယ်ဗျပိုကောင်းတယ်ဆိုတော့ကျွန်တော်အကယ်၍သူတို့ကိုတက်လိုက်လို့ရှိရင်လေသူတို့ရှိကမက်တယ်အစလေးရရဆိုတော့ကျွန်တော်ဒီကောင်ဖမ်းလိုက်မယ်ဗျအားဖြင့်ဒီ tag နဲ့ပတ်သက်တဲ့ collection လေးတခုရအောင်ကြော့ပြည့်မယ်ကျွန်တော်သူ့ခေါင်းမပြတ်တာသွေးရမ်းရော့အောင်မှာဆိုလို့ချင်းကျွန်တော်မေစီများမပြီးရင်သူကတေသွားမှာဆိုလို့ကျွန်တော်ခါပိုင်းမပြတ်ပါဗျာဒီဂိမ်းထဲမှာကျတော့ဒီခေါင်းပြလို့ရှိရင် damage ကပိုထွက်တယ်ပြေးသွားပြီဒီ level တော်တော်များလို့ထင်တယ်ကျွန်တော်ပုံမှန်ဖမ်းနေကြအဲ့လောက်ထိအောင်မဖြစ်ဘူးဗျဆိုတော့ညီနေပါကွာမေးတာတော်သေးမေးသွားလို့ဆိုတော့သူ့ကိုအသီးလေးထည့်ထားပေးမယ်ဗျာဒီဟောအသီးစားတဲ့တော်ဝါဆိုတော့ဒီအဖြူသီးလေးတော့မထည့်ပေးနဲ့ဗျာဆိုတော့ကျွန်တော်တို့လိတ်လေးဆက်ရှာမယ်ဗျာများလေးပြောင်းထားလိုက်အောင်
ဒီကောင်လေးကပြောနေတာစားရှာပြီးနိုင်အိမ်ကိုလာဆန်းနေဆိုတော့ဘာလို့ပြရလဲမရတော့ဆိုတော့အိမ်နဲ့အဆင်ပြေမှာမဟုတ်ဆိုတော့လာပါဆိုလာတောင်းမရေးရဲစင်းမယ်ကျွန်တော်ကဲသူတို့ရှီယာပြီးသွားလို့ရှိရင်ရေးရဲစင်းလို့ရှိရင်ကျတော့သူတို့ကတိတ်ပြီးတော့ line မနောက်ရှက်နိုင်တော့ဗျာဘာလို့လဲဆိုတော့အဓိကပြန်တဲ့ကောင်တွေကရေနဲ့အဲ့လိုအနည်းဆုံးမနေဘူးဗျာဘိုက်ကစားတယ်ရှိရတော့ကြည့်လိုက်မယ်ရေးရဲကိုစင်းလိုက် Oh what the fuck ရှေ့ပါမကလာတော့ညငါလက်ထဲကပြေးလာမှမကလာတော့စားဖြစ်တော့မှာပဲအေးတော့ဟိုတော့တော်သေးရပဲကျွန်တော်ရီတိမ်မိုင်းလေးရှိလို့ရီတိမ်မိုင်းလေးမှနေဟိုကဘာရှိရမလဲကုန်းနေတာဟိုကရေကြီးပဲပြန်ဆုပ်အိုးနှစ်ကောင်တော့မှမကလာတော့နှစ်ကောင်တော့မှဆိုတော့အဲ့ဒီနားမှာပဲရှိနေတယ်လိတ်ကထက်ရှာကြည့်ဦးမယ်ဗျာကျွန်တော်ကအဓိကလိတ်တွေရမှအဆင်ပြေမှာဗျာအဲ့အခွန်နေခြုံနေရတော့မှသူတို့ရှိကရတော့မှကျွန်တော်အိမ်ဟာစကန်နှစ်ကောင်ဆက်တဲ့တင်ပေးလို့ရမှာဆိုတော့ရှေ့မှာတကောင်တော့တွေ့ဒီတကောင်ခုနကငါကြော်လာချောင်းမြင်လိုက်တာတင်နေလာခဲ့ရော့ဒီဘက်ကဒီရမ်းမြန်တော့လားမသိဘူးဒီကောင်ဒီဆိုပုံမှန်တောင်း5ချက်6ချက်လောက်နဲ့တည်ရမှာအခုချိန်ထိမတည်သေးဘူးနောက်တော့အေးတကောင်မဲလာလीတည်ရောတည်ရောလာမင်းသွေးထွက်နေတာတည်တော့မှာတော်သေးရတကောင်သေးပါနဲ့တော့ကန်းကောင်းနေညလာကောင်းတယ်ချွန်နေခွန်နေအများကြီးလို့ကျွန်တော်တည်ရတော့100ကျော်လားမသိဘူးဆိုတော့နှကောင်ဆိုတော့လောက်ဝါလောက်ပြီထင်တာပဲရော့မတည်သေးဘူးနောက်ကောင်မပါစီတော်ကိုလည်းပို့သွားအဲ့နောက်ကကောင်ကကျွန်တော်ထိုးလိုက်လို့ရှိရင်အဝေးလို့သူတို့ရှေ့ကချွန်နေရောရရဆိုပေမဲ့ပြောဆိုလိတ်တွေလိုမျိုးမဟုတ်ဘူးလိတ်ကကြောင်နှေးရောကျွန်တော်ပြည့်ရလွယ်တယ်ဒီကောင်တေးရမှာဆိုကျွန်တော်ဟေးတော့တရားပါဆိုတေးရမှာဆိုထွက်ပြေးခြင်းနေမသေးသေးဘူးလာခဲ့ရပြက်မှာမရဟေးမပြက်နဲ့ဟာအဲ့ပြင်ရှော့ရှိငါပါဇောနဲ့ငါပါဇောမဆိုင်ဘူးနော်ငါပါဇောမထီကြီးလာဒီနေ့ကနေရောက်လို့ကျွန်တော်ဘယ်လောက်တော့မှဖြစ်လာလဲဆိုတော့ဘူးတော့ကျိုးသွားတယ်ရော့သူရှိရချော်နေယူနေဗျမစိုးဗျသူတို့တကောင်40ကျော်လောက်ထွက်တယ်40ကျော်50လောက်ထွက်တယ်နောက်တော့ဟောတေးသွားရကောင်လာ
ပါဆိုနာလေးလည်းပြန်သွားကြည့်အောင်မယ်ပါဆိုတော့ဖမ်းတာလွယ်တယ်ဗျ basic ကောင်ဆိုတော့သိရတဲ့အတိုင်းပဲအရန်မြန်တယ်သူခဏလေးနဲ့ရတယ် PC ပြုတ်သွားပြန်တက်လာအောင်ဆိုပူလာလေးတယ်လားကျွန်တော်ခုနကပြည့်နေနေအပေါ်မှာဒီ tag ပေါ်ဆိုနောက်တစ်ခေါင်တွေ့လိုက်တယ်ဗျအဲ့ခေါင်လေးကအပေါ်မှာရှိမယ်တဲ့ကျွန်တော်ဆိုင်ရှာပြီးဖမ်းလိုက်အောင်ပါအော်ရှိမှာတွေ့မဟုတ်ဘူးမှန်မှန်နဲ့ကြည့်ပါဟာဒီကောင် level တော်တော်များတယ်ဗျဆိုတော့ထပ်ဖမ်းလိုက်မယ်ဗျဟုတ်တယ်ရိုးတယ်တော့ကျွန်တော်ယူလေးလေးနဲ့ပဲပြစ်လိုက်မယ်ဗျဒီကောင်ကြီးကျတော့ချိန်ရတာကြာရဲဆိုမြဲပြစ်ရတော့မြန်ဗျဟိုကြီးချိန်လို့ရှိရင်ကြာလို့ရှိရင်အများကြီးဂျိုးတာလို့အများကြီး waste အရင်ဖြစ်လို့ကျွန်တော်ဒီဘိုးကိုသိမသုံးတာဗျဒီလိုက်ပါတော့ဒီဟာကြီးကျိုးလို့ရှိရင်ထိုးဖို့ပဲရှိတော့တယ်ထုံးနေရတော့မှာပူလာပြန်ပြီးတော့တုတ်ပြီးဖမ်းလွယ်တယ်ဗျထက်လွယ်ဆိုတော့ကွာဒုံးနဲ့ပဲရိုက်တော့လာခဲ့လားဒုံးနဲ့ရိုက်အောင်တေးတော့မှာပဲမမေ့သေးဘူးလားဒီကောင်လောက်အများကြီးအချက်ကြီးအများကြီးပြထားအောင်မမေ့သေးဘူးလာခဲ့ရှိုက်မလားမြင်ပါရိုက်မယ်အေးမညက်သွားတိမိပါတော်သေးရပေါ့ဆိုတော့သူ့အသီးလေးပြရဆိုတော့ဒီနာအသီးလေးနည်းနည်းကောက်ပြီးထည့်တာပဲလေဆိုတော့သူ့အသီးလေးထည့်ပေးထားမယ်ကျွန်တော်ရဲ့ parasol လေးရှိသွားမယ်ကျွန်တော်ဒီ parasol ကိုလှုပ်ပေးလိုက်ရင်ကောင်းမလားမသိဘူးဗျာကျွန်တော် parasol တွေရမ်းများနေအောင်ပဲဟိုနှကောင်နဲ့ဆိုရင်စင်ပြေနေလောက်ပြီဆိုတော့level လေးရတင်လာတယ်ဆိုတော့ကျွန်တော်ဟိုစက်တည်းရပြီတင်တယ်38ပါ okay ဖွင့်လိုက်ပြီဆိုတော့ရပြီဗျဆင်ပြေဆိုတော့ကျွန်တော်ဒီပြန်တဲ့ကောင်လေးလည်းကျွန်တော်ရပြီဆိုတော့ကျွန်တော်ရဲ့ဒိုင်နိုလေးတွေကိုနာမည်ပေးဖို့အတွက်လည်းကျွန်တော်ရဲ့ comment မှာနာမည်လေးပေးသွားကြပါဦးကျွန်တော်ဘယ်လိုပေးရဲ့နာမည်လေးကျွန်တော်မှတ်ပေးပါမယ်ဒီပါဆောရကြတော့ကြိုက်လို့ရှိရင်ဒမ်းမင်းကတိတ်မရှိဘူးဗျအဓိကဒီကောင်တွေကကြတော့သွားလာလွယ်ကူတယ်ပြီးလို့ရှိရင်အဲ့လိုအသီး family လောက်ရကောင်းတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်လေးကိုတိတ်မင်းလောက်ထားတာပေါ့ဗျဆိုတော့ဒီကောင်လေးကိုအသီးလေးနည်းနည်းခွဲပေးလိုက်အောင်မယ်အများကြီးပဲဟာကျွန်တော်အဲ့ဒါကြောင့်မို့ဒီပါဆိုအရင်ဆုံးစဖမ်းလိုက်တာဗျဆိုတော့တို့ရတိတ်မင်းလောက်တာမြန်နေဗျဘာလို့လဲဆိုတော့တိတ်ပြီးတော့မခတ်ဘူးဒီ basic ကောင်လေးဆိုတော့အကောင်လုံးမှန်ပါ
screen မှာပေါ်ထားလိုက်မယ်ပြီးရင်အိမ်ပြန်မယ်ဘုန်းနှကောင်ကိုဆက်တယ်တော့တင်ပြီဟောမေးတင်လုပ်ပေးထားတာကျွန်တော်မေ့နေတာမေးတင်လုပ်ပေးထားဥတော်ဥနေလောက်တင်တယ်အဲ့ဥလေးရိုင်းဥလေးလေးဖောက်ခဲ့ရမယ်ကျွန်တော်ရှိမှစက်တယ်လေးတွေရလာပြီဆိုတော့အနေပါဆန်းစီကြည့်မယ်ဒီပေါ်ဆောလေးကတခုကောင်းတာကြောင့်အပေါ်မှာအညီအောင်ကွက်လေးကြအဲ့အလေးကြောင့်ကိုယ်ကိုရံပြူလာနိုင်တဲ့ကောင်လေးတို့သူကအမှတ်မှတ်ပေးထားဆိုတော့ကျွန်တော်ရှောင်ခွင်းပြီးတော့လို့ရတာပါပြန်ရောက်ပြီဆိုတော့ဥလာမလို့ကျွန်တော်သွားကြည့်လိုက်အောင်မယ်အော်ရပြီဆိုတော့ရောက်နေအောင်စက်တဲ့တင်ပေးမယ် level တင်ပေးမယ်ဒီမျိုးလေစက်တဲ့တင်ပေးမယ်ဆိုတော့ဥလေးတော့ဖောက်လိုက်အောင်မယ်တယ်လေးရလာပြီစမီတီလေးလောက်ခဲ့အောင်မယ်ဗျာကျွန်တော်ပြတ်သွားတဲ့ဘူလေးကိုပြင်ကျင်လို့ဆိုတော့စမီတီလို့ဟိုပါလိုအပ်တာဒီထဲမှာတက်တာလို့မယ်ပြီးတော့အလုံးမှာအော်ကြောက်ခဲရောက်ရပြီတယ်နောက်ဆုံးရလောက်ပြီရပြီဆိုတော့ကျွန်တော်အခုစမီတီလေးချင်းတင်လိုက်အောင်မယ်ပြီးတော့မှဟိုနှစ်ကောင်သွားစီကြည့်ရပါဗျာအဲ့တော့ကျွန်တော်ရှိမှာပစ္စည်းရရင်းလေးနေရခဏလေးဟိုလေးထည့်လာလိုက်အောင်စမီတီလေးချမယ်ဒီနားလေးမှာပဲချလိုက်ဗျာဘာလို့လဲဆိုတော့ဘေးနာဗီဒီယိုထဲမှာကျွန်တော် basic ပစ္စည်းဆိုတော့ထည့်ရလို့ရအောင်ယူရအောင်ကြောက်ခဲထည့်မယ်ပလင်းထည့်မယ် height ထည့်မယ် height ဒီအများကြီးပဲရတာပြီးရင် fiber ထည့်မယ်တက်ထားရှိထည့်မယ်ဒီအဖြူသီးကတော့မလိုသေးဗျဆိုတော့ဒီအမဲသီးလေးတွေတော့ထည့်အောင်မယ်ဆိုတော့ကျွန်တော်ဟောပြင်မှုအတွက်မတယ်လို့ဗျဒီလေးယူမယ်ဒီလေးထည့်ပြီးရင်ဒီကောင်လေးကို repair လုပ်မယ် okay ရပြီဆိုတော့ဒီကောင်လေးကိုစီးကြည့်အောင်မယ်အော်နေပါကျွန်တော်ဥကပုတ်သွားမှာဆိုလို့ဗျာတက်တာတော့ဒီနားပြန်ခိုးလိုက်တော့ပြန်ရတက်တာထည့်မယ်ပြီးတော့ဒီဥလေးကို draw မဟုတ်ဘူး draw လောက်အောင်ဆိုတော့ draw လိုက်မယ်ပြီးလို့ရှိရင်ဒီဥလေးကစပြီးတော့
တင်းတင်းဆောက်ဝင်နေပြီဗျဆိုတော့ဒီဦးလေးပေါက်လာလို့ရှိရင်လည်းဒီကောင်လေးကိုကျွန်တော်စီးရမှာပေါ့ဆိုတော့အသားတွေကဖြန့်ထားလိုက်ပြီဗျနောက်ပိုင်းအကောင့်တွေဖန်လို့ရှိရင်မေးစည်းများရေလိုလာမှာဆိုတော့ကျွန်တော်မေးစည်းခွက်တွေလုပ်ဖို့အတွက်ဒီအသားတွေကိုဖြန့်ထားဖို့ကောင်းတယ်ကြောက်ဖြန့်လိုက်ဒီမလို့မေးဟောဒီမှာမေးစည်းအတီးထည့်မယ်ပြီးတော့ကျွန်တော်ခုနကပုတ်ခံထားတဲ့အသားကြီးထည့်မယ်ပြီးရင်အားလုံးလေးဒီမေးစည်းခွက်လေးထပ်ထည့်ထားလိုက်အောင်ဆိုတော့သူရှိရမေးစည်းတီးယူအောင်မယ်သူရှိရတက်တီတက်ရှင်ဟိုဟာတစ်သားကြီးကြောက်တုံးကြီးယူအောင်ဟိုလေးဝိုင်းဆိုတော့ရခဏပြင်ဟောင်းကြောက်တုံးနေပြင်တက်ရောက်ဆိုတော့ကျွန်တော်ဗီဒီယိုလေးလည်းအရင်ရှေ့သွားပြီဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲတိုက်နေတဲ့ဆိုရင် like and subscribe လေးနှိပ်ဝပေးကြပါကျေးဇူးတင်ပါတယ်